ဒီကနေ့မှာတော့ဥရောပရဲ့အလားဆုံးလို့သတ်မှတ်ထားတဲ့ UNESCO စည်းဝေးကမ္ဘာအမွေအနှစ်နေရာ9ခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1ပထမဆုံးနေရာအနေနဲ့ဆိုရင်တော့ Croatia နိုင်ငံမှာတည်ရှိတဲ့ Split မျိုးသားဥယျာဉ်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေရာဆိုရင်တော့အသက်ရှူမလာကိုလှပလို့နဲ့ဥရောပရဲ့အလားဆုံးဘာဝဥယျာဉ်တွေကတစ်ခုပဲဖြစ်ပါတယ်ဒီနေရာရဲ့ထူးခြားချက်ဟာဆိုရင်တော့တောင်ကျရေစီးကြောင်းတွေဟာထုံးကျောက်လွှာတွေပေါ်ကနေဖြတ်စီးရင်းနဲ့တဘာဝတာတမန်တွေရေကန်တွေနဲ့ရေတံခွန်တွေကိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်ဒီနေရာဆိုရင်တော့ရေကန်16ကန်နဲ့ရေတံခွန်90ကျော်ဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပြီးတော့ရေရဲ့အယောင်ဟာဆိုရင်လည်းကောင်းကင်ပြာရောင်စိမ့်ပြာရောင်ကနေပြီးတော့မီးကုန်းရောင်ထိနေရောင်ကြီးနဲ့ကန်တွေကသတ္တုဓာတ်ပုံမူတည်ပြီးတော့အမြဲပြောင်းလဲနေတတ်ပါတယ်ဒါအပြင်တက်တာရလေးအတိုင်းလမ်းလျှောက်ရင်းနဲ့ရေတံခွန်တွေကြားထဲစီးမျောရတဲ့ခံစားချက်ဟာဆိုရင်တော့ခီးသွားတဲ့အတွက်ဘာနဲ့မှမလဲနိုင်အောင်ထူးခြားနေကြရလဲဖြစ်ပါတယ်ခင်ဗျာနံပါတ်2နေတဲ့ဖော်ပြပေးခြင်းတဲ့နေရာဆိုရင်တော့ Green နိုင်ငံရဲ့ Meteora နေရာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေရာဆိုရင်တော့ Greek ဘာသာစကားနဲ့ကောင်းကင်ယံမှာပြန်ဝဲနေခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒီနေရာဆိုရင်တော့အလွန်မြင့်မားတဲ့ကြောက်တိုင်ကြီးတွေရဲ့ထိပ်ပြောင်းမှာဖုံးတော်ကြီးကျောင်း24ကျောင်းကိုတိစောက်ထားတာဖြစ်ပါတယ်လက်ရှိအချိန်မှာဆိုရင်တော့ဖုံးတော်ကြီးကျောင်း24ကျောင်းမှာ6ကျောင်းပဲကျန်ရှိပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်လောက်တော့ဆိုရင်တော့ဖုံးတော်ကြီးတွေဟာစစ်ပေးရှောင်ရင်းနဲ့လူသူမနေတဲ့ဒီကြောက်တောင်ထိပ်တွေပေါ်မှာပစ္စည်းတွေကိုပိုက်ခွန်နေကျိုးတွေကရနဲ့ဆွဲတင်ပြီးတော့ခက်ခက်ခဲခဲတိစောက်ခဲ့ကြတာဖြစ်ပါတယ်ဒီနေရာဆိုရင်တော့တဘာဝအလှတွေမကမနဲ့လူသားတွေရဲ့မယုံနိုင်စရာစူးစမ်းအောက်ထုတ်မှုတွေကိုပါမြင်တွေ့နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာနံပါတ်3အနေနဲ့ဖော်ပြပေးတဲ့နေရာဆိုရင်တော့ဩစတြေးလျနိုင်ငံမှာရှိတဲ့ Hostel ရွာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီရွာကလေးရဆိုရင်တော့အင်မတန်ကိုမှလှပလို့တရုတ်နိုင်ငံမှာတော့ဒီရွာရဲ့ပုံစံတွေကိုပုံလူကူးပြီးတော့ဆောက်ထားတဲ့အထိကိုနာမည်ကြီးပါတယ်တောင်တန်းကြီးတွေနဲ့ကျင်းနေတဲ့ရေကန်ကြီးတွေကြားမှာညက်နေတဲ့ရွာကလေးဖြစ်ပြီးတော့16ရာစုကအဆောက်အဦလေးတွေနဲ့လမ်းချင်းချင်းလေးတွေရဆိုရင်တော့အခုတည်းကမပြတ်မယိုးရှိနေစေဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ကမ္ဘာအစောဆုံးစားတွန်းလဲရှိတာကြောင့်တမိုင်းကြောင်ရဆိုရင်လည်းအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျာနံပါတ်4ဒီနဲ့ဖော်ပြပေးတဲ့နေရာဆိုရင်တော့ပြင်သစ်နိုင်ငံမှာရှိတဲ့ Mount Saint Michel ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ပြင်သစ်နိုင်ငံနော်မန်ဒီကမ်းခြေမှာရှိတဲ့ဒီကျွန်းခန္ဓာကြီးရဆိုရင်တော့အလဲခေတ်ရဲ့အံဖွယ်လဲရတစ်ခုပဲဖြစ်ပါတယ်ဒီတက်တဲ့ခါမှာဆိုရင်တော့ဒီကျွန်းဟာပင်လယ်ပြင်ထဲမှာခိုတဲ့ကျန်ရတဲ့ကျွန်းကလေးလိုဖြစ်သွားပြီးတော့ဒီကြတဲ့ခါမှာဆိုရင်တော့ကုန်းပြင်နဲ့ပြန်ဆက်သွားတာလည်းဖြစ်ပါတယ်ကျွန်းရဲ့ထိပ်ဆုံးမှာဆိုရင်တော့ဖုံးတော်ကြီးကျောင်းရှိနေပြီးတော့အောက်ခြေမှာဆိုရင်တော့ရွာလေးရှိပါတယ်ခီးသွားတဲ့အတွက်ဟာဆိုရင်တော့ဒီခန္ဓာကြီးကိုဝေးရနေမြင်ရတဲ့မြင်ကွင်းဟာဆိုရင်တော့ရုပ်ရှင်ရုံတွေကနန်းတော်ကြီးတစ်ခုကိုမြင်ရတယ်လို့မျိုးစိတ်လုံချစရာကောင်းနေကြတာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်အနေနဲ့နံပါတ်5ကိုဖော်ပြပေးချင်တာကတော့မြောက်အိုင်ယာလန်နိုင်ငံမှာရှိတဲ့ Giants ခေါ်ဝေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေရာလေးရဆိုရင်တော့ဘာဝတရားဖန်တီးထားတဲ့ geometry နုပညာလက်ရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာဆိုရင်တော့လွန်ခဲ့တဲ့နှစ်တန်းပေါင်း50-60ခန့်ကမီးတောင်ပေါက်ကွဲမှုတွေကြောင့်ချော်ရည်တွေဟာအိတ်ခဲသွားပြီးတော့စရကန်ပုံကြောက်တိုင်ပေါင်း4000ကျော်ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်အရက်ထဲကဒဏ္ဍာရီတွေရဆိုရင်တော့ဒါဟာဘလူးချင်းတကောင်ချင်းချင်းတိုက်ခတ်ဖို့အတွက်ခင်းထားတဲ့လမ်းမကြီးလို့တင်စားကြပါတယ်ဒီနေရာလေးရဆိုရင်တော့ပထဝီပညာရှင်တွေမကမနဲ့တဘာဝအံဖွယ်တွေကိုမျက်နှာသူတိုင်းတွားရောက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာနံပါတ်6အနေနဲ့ဖော်ပြပေးတဲ့နေရာဆိုရင်တော့အီတလီနိုင်ငံမှာရှိတဲ့ချင်းခွေးထေးတွေနေရာလေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ချင်းခွေးထေးဆိုတဲ့အဓိပ္ပာယ်ဆိုရင်တော့ရွာ9လို့အဓိပ္ပာယ်ရပါတယ်အီတလီနိုင်ငံရဲ့ကပန်းအနီပေါ်မှာအယောင်ဆုံးခြေထားတဲ့အင်္ဂလိပ်တွေရဆိုရင်တော့ပင်လယ်ပြပြနဲ့တကယ်ကိုလိုက်ဖက်လွန်းလာပါတယ်ဒီရွာလေးတွေကိုတော့ကားလမ်းနဲ့သွားတာထက်ရထားနဲ့ဖြစ်ဖြစ်လီနဲ့ဖြစ်ဖြစ်ဒါမှမဟုတ်ဒီရွာနဲ့ဒီရွာကိုတောင်းတလမ်းလေးတွေတိုင်းလမ်းလျှောက်သွားတာပို့ပြီးတော့ခီးသွားရတာကိုပုံမခံစားရတာလည်းဖြစ်ပါတယ်ဒီနေရာလေးမှာဆိုရင်တော့စပစ်ချန်တွေရေအောင်ဖျားချောင်းတွေနဲ့လက်ဆက်တဲ့ပင်လယ်သားတွေကြောင့်ဥရောပခီးတဲ့ထဲမှာမပါမဖြစ်ပါနေရတဲ့လှပတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာနံပါတ်9အနေနဲ့ဖော်ပြပေးတဲ့နေရာလေးရဆိုရင်တော့ပိုလန်နဲ့ဘီလာရုစ်နိုင်ငံမှာရှိတဲ့ဘီယာလိုဗီဇာတောအုပ်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီတောအုပ်လေးရဆိုရင်တော့ဥရောပရဲ့သမိုင်းမတင်မီခေတ်ကလေးကကျန်ရှိတဲ့နောက်ဆုံးသောရှေးဦးတောနယ်ကြီးလည်းဖြစ်ပါတယ်ဒီတောအုပ်ထဲမှာဆိုရင်တော့ဥရောပရဲ့အကြီးဆုံးကုန်းနေသတ္တဝါတွေဖြစ်တဲ့ဥရောပကျွမ်းနေဟာလွတ်လပ်စွာကျက်စားနေကြတာလည်းဖြစ်ပါတယ်ဒါအပြင်နှစ်ပေါင်း900ကျော်တန်းရှိတဲ့တစ်ပင်ကြီးတွေနဲ့တဘာဝတိုင်းတေဆိုးဆွေးမြနေတဲ့တစ်တုံးကြီးတွေကြားမှာလမ်းလျှောက်ရတာဆိုရင်တော့ကျွန်တော်တို့ရဲ့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကကဘာမီရဲ့အခြေအနေကိုပြန်ရောက်သွားသလိုခံစားစီမှာလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုပြောပြခဲ့တဲ့နေရာတွေကဆိုရင်တော့ UNESCO ကအတိမတ်ပြုထားအောင်နေမကဘဲနဲ့တွားရောက်နေပတ်တဲ့သူတိုင်းကိုတကယ်တွားကြုံတတ်တယ်ဆိုတော့လှပတဲ့ကျင်းနှံမှုမျိုးတွေပေးနိုင်တဲ့နေရာတွေလည်းဖြစ်ကြပါတယ်
မိတ်ဆွေတို့အနေနဲ့ရောဒီထက်ကဘယ်နေရာကိုအသွားကျင်ဆုံးလဲဆိုတာကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ